လေးနှစ်တည်ကျင်းပမယ်ဖြစ်တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာဇွန်လ17ရက်နေ့မှာစတင်ကျင်းပခဲ့ပြီးတော့ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့မက္ကဆီကို၊အမေရိကန်နဲ့ကနေဒါနိုင်ငံတို့ကပူးတွဲအရှင်ဖြစ်ပူးတွဲကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။အပွင့်ပွဲကိုတော့မက္ကဆီကိုနိုင်ငံမက္ကဆီကိုစီးတီးမြို့ကနာမည်ကြီး Estadio Azteca ကွင်းကြီးထဲမှာကျင်းပခဲ့တာပဲဖြစ်ပါတယ်။အပွင့်ပွဲစဉ်ကိုတော့အရှင်မက္ကဆီကိုအသင်းနဲ့တောင်အာဖရိကအသင်းတို့ကရှင်ပြိုင်ကစားခဲ့ကြပါတယ်။မက္ကဆီကိုအသင်းဟာအရှင်အသင်းဖြစ်တာနဲ့အညီပွဲစားကလေးကကွင်းလေကိုစိုးမိုးထားနိုင်ခဲ့ပြီးဘောလုံးပိုင်ဆိုင်မှု58%အထိရယူကပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။အထူးသဖြင့်ကွင်းလေလူတွေပြပုံမှုတွေကနေတဆင့်တောင်အာဖရိကခန်းကျင်းစီကိုဖောက်ထွက်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ကြောက်ကမ္ဘာဖလားရဲ့ပထမဦးဆုံးတွင်ကိုဖြစ်လာတဲ့ဂိုးကိုတော့မက္ကဆီကိုတိုက်စစ်ကစားသမားလူးဝစ်ကွင်နိုနဲ့ကတစ်ဖက်အသင်းရဲ့ပယ်နယ်တီအေရီယာစီးတိတ်နာကနေအပြင်းကန်သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ဒီကိုသွင်းယူပြီးတဲ့နောက်ပိုင်းမှာဆိုရင်မက္ကဆီကိုအသင်းဟာပွဲကိုစိတ်လေထိန်းချုပ်ကစားနိုင်နေပြီးတော့42မိနစ်မှာရရှိခဲ့တဲ့ရာဦးဂျီမီနဲ့ရဲ့ကောင်တိုက်ကိုပြီးမှဆိုလို့ရှိရင်တော့ဒီမက္ကဆီကိုအသင်းရဲ့အနိုင်ကိုပို့ပြီးတော့တင်ရှားစေခဲ့တာလည်းဖြစ်ပါတယ်။နောက်တော့ပွဲကြမယ်ဆိုလို့ရှိရင်တော့ဒီအာရှရဲ့ထိပ်တီးတောင်ကိုရီးယားအသင်းနဲ့ဒီဥရောပရဲ့အလဲလာအသင်းချက်အသင်းတို့ပြောချင်လို့ဖြစ်ပါတယ်။ဒီပွဲမှာဆိုလို့ရှိရင်တောင်ကိုရီးယားပွဲကိုတော်တော်များထိန်းချုပ်ကစားနိုင်တယ်ပြီးတော့ဂိုးသွင်းမှုတွေလည်းဖန်တီးနိုင်တယ်ဒီပွဲမှာဆိုလို့ရှိရင်တိုက်ချက်ကစားသမားဒီနာမည်ကြီးဆွန်ဟော်မင်ဟာဘူးတဲ့တေချာခဲ့မယ်ဆိုလို့ရှိရင်ဒီတူပြောင်းလဲတွေကိုဒီနှလုံးလောက်ရနိုင်တဲ့အခြေအနေမျိုးတွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒီဆွန်ဟော်မင်ရဲ့ကိုသွင်းမတေချာမှုတွေကနေတစ်စစ်သူတို့ကနေပြီးတော့ချက်အတွင်းရဲ့ဥဆောင်ရေးတင်တာပဲခံရရတယ်။ဒါနဲ့ဒီပွဲမှာဆိုလို့ရှိရင်သူတို့ကစိတ်သက်ကောင်းနဲ့ပြန်လည်ကစားခဲ့ပြီးတော့ဒီနောက်တော့ကူးလိုက်ကုန်ပြီးတော့2-1ကိုရလာတယ်။နိုင်ဆုံးတော့ကြားယူကန်ဆောင်သွားခဲ့တယ်။ဆိုတော့တို့ဒီပွဲမှာဘာကြတဲ့နှစ်ပွဲမှာနိုင်ရရှိခဲ့တဲ့တောင်ကိုရီးယားနဲ့မက္ကဆီကိုအသင်းတို့ကတော့နောက်တစ်ဆင့်ကိုတက်သွားလို့အခြေအနေကောင်းသွားလို့ပြောရှုံးနေသွားခဲ့တဲ့တောင်အာဖရိကအသင်းနဲ့ချက်အသင်းတို့ကဒီအုပ်စုဒုတိယနေရာကိုပဲညှိနှိုင်းပြီးတော့ဒီပြေးသွားကစားသွားတော့မယ်အခြေအနေတရားပဲဖြစ်ပါတယ်